Hello sweetheart တပရစ်တက်ထဲကာယူဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာလုပ်ပေးမယ့် fine reading လေးကကြတော့တယောက်ယောက်ကပေါ့နော်ကိုယ့်ကိုဘာတွေပြောချင်နေလဲဆိုတော့ fine reading လေးကိုလုပ်ပေးမှာဖြစ်ပါတယ်ဆိုတော့တယောက်ယောက်ဆိုတဲ့နေရာမှာပေါ့နော်ဘသူကကိုယ့်ကိုဘာတွေပြောချင်နေလဲပေါ့နော်ကိုယ့်ကိုပြောချင်နေတဲ့သူကဘသူလဲသူကကိုယ့်ဘာတွေပြောချင်နေရလဲအဲ့လိုမျိုးပုံစံမျိုးလေးကြည့်ပေးမှာပေါ့နော်ဆိုတော့ဒီမှာမြင်ရတဲ့ပေါ့နော် file လေး၃ခုထဲကနေပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာ energy draw ဖြစ်တယ်လို့ခံစားရတဲ့ file လေးတစ်ခုကိုရွေးချယ်ပြီးတော့ caption မှာရေးပေးထားတဲ့ time stamp လေးတိုင်းပေါ့နော်ကိုယ့်ရဲ့ reading လေးကိုတွားရောက်ပြီးတော့ကြည့်ရှုလို့ရပါတယ်ဒီ video လေးကိုကြိုက်နေတဲ့တဲ့ဆိုလို့ရှိရင် like and share လုပ်ခြင်းဖြင့် you ကိုကူညီပေးလို့ရပါတယ်ကျေးဇူးတင်ပါတယ် Hello ဒါလေးကတော့ file 1ကိုရွေးချယ်ထားတဲ့သူလေးတွေအတွက်ပေါ့နော်ဆိုတော့အရင်ဆုံးပေါ့နော်ကိုယ့်ကိုဘသူကပြောချင်နေရလဲပေါ့နော်ကိုနဲ့ပတ်သက်ပြီးတော့တခုခုပြောချင်နေတဲ့သူကကြတော့ဒီမှာများတော့လောက်ဆိုရင်ပေါ့နော်ဒီကတ်လေးကိုကြည့်လိုက်တာနဲ့ကိုသိနိုင်တယ်ဆိုတော့ကိုပေါ့နော်ပြောချင်နေတဲ့သူကအဓိကတော့ကိုနဲ့ကိုတိပိသားသူတွေထဲကဖြစ်မယ်မိတ်ဆွေတငယ်ချင်းဖြစ်နိုင်တယ်ကိုနဲ့ကိုအဲ့လိုစကားပြောဖူးတဲ့သူconversation လေးတွေရှိဖူးတဲ့သူမျိုးဒါမှမဟုတ်လည်းအချိန်လေးတစ်ခုခုပေါ့နော်လက်ရှိမှာဆက်သွယ်ပါညာရှိနေတဲ့သူမျိုးတွေထဲကဖြစ်နိုင်တယ်ဒီမှာတော့ပေါ့နော်ကိုပြောတော့သဘောကျနေတဲ့ကိုရဲ့တငယ်ချင်းတွေထဲကတယောက်လို့ခံစားရတယ်ပေါ့နော်သူကကိုနဲ့ပတ်သက်ပြီးတော့ကိုသူ့ရဲ့စိတ်ထဲမှာရှိနေတယ်ဒီမှာဆိုလို့ရှိရင်ပေါ့နော်တငယ်ချင်းထက်ကိုပို့ချင်နေတဲ့သူလို့ပြောလို့ရတယ်ပေါ့နော်သူကကိုကိုပြောချင်နေတဲ့ဟာလေးကကြတော့လေပြောရင်တော့ဒီမှာကကိုနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူရဲ့စိတ်ထဲမှာစဉ်းစားမိတာမျိုးရှိတယ်တွေးမိတာမျိုးရှိတယ်စိတ်ဝင်စားချက်ပိုင်းဆိုင်ရာလေးတွေကပွင့်လန်းနေတယ်ဆိုတော့ပုံစံမျိုးပြောရင်တော့ကိုနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့သူကတဖြည်းဖြည်းစိတ်ဝင်စားလာတယ်ဆိုတော့အကြောင်းပေါ့နော်ကိုပြောချင်တာမျိုးရှိမယ်တချို့သူတွေအတွက်ကကြအဲ့လိုမျိုးလေးကိုဖွင့်ပြောချင်တဲ့ပုံစံမျိုးလေးတောင်ဖြစ်နိုင်တယ် maybe ဒီမှာခံစားရတာပေါ့နော်ကိုယ့်ကိုအလုံးတချမ်းလေးတွေပို့လေးပို့ထားရှိတဲ့သူမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်လဲအဲ့လိုကိုကြိုက်တဲ့တခြင်းတွေကဘာလဲဆိုတာသိချင်တဲ့သူမျိုးတခုခုပေါ့နော်အဲ့လိုဗီဒီယိုလေးတွေပါလေးတွေတွေ့ရဆိုရှင်ကိုယ့်ကိုလာပို့တတ်တဲ့သူမျိုးအဲ့လိုမျိုးလေးဖြစ်နိုင်တယ်လို့ခံစားရတယ်ဒီသူကလေပြောရင်တော့ तू ကဒဲကြီးပေါ့နော်ပွင့်ပွင့်လင်းလင်းသူ့ရဲ့စိတ်ကိုဖွင့်ဟပြီးတော့ပြောလိုက်တာထက်ဆိုင်လို့ရှင်ရင်တော်ဝိသောနီးလန်းနဲ့ပေါ့နော်ကိုယ့်ကိုသဘောကျတဲ့ပုံစံမျိုးကိုပြနေတဲ့သူပေါ့နော်အဲ့လိုမျိုးလေးဖြစ်နိုင်တယ်လို့ခံစားရတယ်ဆိုတော့ तू ကသူ့ရဲ့စိတ်ခံစားချက်ကိုကိုယ့်ကိုပြောပြချင်နေတယ်သူ့စိတ်ထဲမှာကိုယ်နဲ့ပတ်သက်ပြီးတော့ရှိရဲထားပါတော့တခုခုအကြောင်းအရာကိစ္စတိုက်ဆိုင်ရင်ဖြစ်ဖြစ်တခြင်းတခုခုနားထောင်ရင်ပဲဖြစ်ဖြစ်ကိုယ့်အကြောင်းကိုတွေးမိတယ်စဉ်းစားမိတယ်ဒီလိုမျိုးသူပြောချင်တာမျိုးရှိရပေါ့နော်ပြီးတော့ဒီမှာဆိုလို့ရှိရင် तू ကနည်းနည်းလေးအဲ့လိုအထီးကျန်နေတယ်သူတယောက်တည်းလေးဖြစ်နေရဲ့တဲ့ရောက်ကို तू ကလိုချင်နေရဲ့လိုအပ်နေတယ်ဆိုတာမျိုးပေါ့နော်ပြောတော့ကိုယ့်ကိုစိတ်ဝင်စားနေတဲ့သဘောကျနေတဲ့တဲ့ရောက်ကအဲ့လိုကိုတန်းတနေတဲ့ပုံစံမျိုးလေးအဲ့လိုမျိုးလေးခံစားရတယ်ဆိုတော့ maybe အခုလက်ရှိမှာတော့သူကဒီတိုင်းလေးပေါ့နော်တိတ်တဆိတ်လေးကိုကြွေနေရမျိုးကြိုက်နေရမျိုးလည်းဖြစ်နိုင်နေပေါ့နော်တငယ်ချင်းတွေထဲကတော့ဖြစ်လောက်တဲ့အဲ့လိုကိုယ်နဲ့ friendship ပုံစံမျိုးရှိတဲ့သူမျိုးဒါမှမဟုတ်လို့ရှိရင်လည်းနည်းနည်းလေးအတိယုံလေးခင်ယုံလေးပေါ့နော်တအားကြီးအရင် close ဖြစ်တာမျိုးမဟုတ်ပဲနဲ့နည်းနည်းလေးတိယုံလေးထဲကလည်းဖြစ်နိုင်တယ်လို့ခံစားရတယ်ဆိုတော့သူ့ရဲ့ဒီ zodiac sign အနေနဲ့ဆိုလို့ရှိရင်တော့Taurus Virgo Capricorn energy ရှိနိုင်တယ်နောက်တစ်ခုကကိုယ်နဲ့တက်တူရွယ်တူထဲကပို့ပြီးတော့ဖြစ်လောက်တယ်လို့တော့ယူဆလို့ရတယ်ပေါ့နော်နည်းနည်းလေးကိုယ်နဲ့မတိမ်မယိမ်းထဲကဖြစ်မယ်နောက်တစ်ခုကကျတော့သူနဲ့ကိုယ်နဲ့ဓာတ်ထဲမှာကပေါ့နော်အဲ့လိုနည်းနည်းအပြန်အလှန်conversation လေးတွေရှိဘူးတဲ့သူပို့ပြီးတော့ဖြစ်မယ်ပေါ့နော်တွေ့ဘူးတဲ့သူဖြစ်နိုင်တယ်ဒါမှမဟုတ်ရှင်လည်းကိုကလည်းသူ့ကိုသိတယ်ပေါ့နော်အဲ့လိုမျိုးလေးတော့တွေ့ရပါတယ်ဆိုတော့ဒီဖိုင်ဝါလေးအတွက်ကတော့နည်းလေးရင်ခုန်စရာလေးပေါ့နော်အဲ့လိုမျိုးကိုယ်နဲ့ပတ်သက်ပြီးတော့သဘောကျတဲ့စိတ်လေးကိုပြောပြချင်နေတဲ့သူတယောက်အဲ့လိုမျိုးပုံစံမျိုးလေးတွေ့ရပါတယ်ဆိုတော့ဒါလေးကဖိုင်ဝါအတွက် reading လေးပေါ့နော်ကျေးဇူးတင်ပါတယ် Hello ဒါလေးကတော့ဖိုင်2ကိုရွေးချယ်ထားတဲ့သူတွေအတွက် reading ဖြစ်ပါတယ်ဆိုတော့ဒီမှာပေါ့နော်ကတ်လေးတွေကိုကြည့်တဲ့အရာဆိုလို့ရှိရင်တော့ကိုယ့်ကိုတခုခုပြောချင်နေတဲ့သူကကိုယ်နဲ့အတိတ်မှာပတ်သက်ခဲ့ဘူးတဲ့သူ
ဖြစ်နိုင်တယ်ကိုယ့်ရဲ့အဲ့လိုမျိုးချစ်သူဟောင်းပေါ့နော်ရေးစားဟောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုယ်နဲ့အရင်ကပေါ့နော်အဲ့လိုအခြေအနေတစ်ခုအထိရောက်ဖို့တဲ့သူမျိုးပေါ့နော်အဲ့လိုမျိုး connection ရှိဖို့တဲ့သူဖြစ်လောက်တယ်လို့တော့တွေ့ရသူကကိုယ်နဲ့ပတ်သက်ပြီးတော့ကိုတတိယနေတဲ့ပုံစံမျိုးကိုယ်လွမ်းနေတဲ့ပုံစံမျိုးရှိရယ်သူစိတ်ထဲမှာပေါ့နော်ကိုယ်နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးဝမ်းနေနေတာမျိုးစိတ်မကောင်းဖြစ်နေတာမျိုးအဲ့လိုမျိုးလေးလည်းတွေ့ရတယ်ဆိုတော့ကိုယ့်ရဲ့ဒီလိုမျိုး X ပေါ့နော် X ဖြစ်ဖို့ကတော့ပုံများတယ်ဆိုတော့လောလောဆယ်မှာကိုယ်နဲ့ပတ်သက်ပြီးတော့ဒီလမ်းခွဲခဲ့ရတယ်ဝေးကွာခဲ့ရတယ်ဆိုလို့ရှိရင်အဲ့အကြောင်းအရာအဲ့လိုမျိုးအချိန်နဲ့ပတ်သက်ပြီးသူကပြန်ပြီးတော့ထပ်တလဲလဲတွင်းမိနေတာမျိုးပေါ့နော်သူစိတ်ထဲမှာကိုယ့်ကိုဆုံးရှုံးလိုက်ရတယ်ဆိုတော့အတိပေါ့နော်အဲ့ဒါခဏခဏဝင်နေတာမျိုးဖြစ်နိုင်တယ်ပြီးတော့နောက်တစ်ခုကကြတော့ပေါ့နော်အခုအချိန်မှာသူကလေကိုယ့်ရဲ့ဘယ်လိုပြောမလဲကိုယ့်ရဲ့တန်ဖိုးကိုအခုမှသူနားလဲလာတာသဘောပေါက်လာတာမျိုးလည်းဖြစ်နိုင်တယ်လက်ရှိမှာတော့သူသိသွားတာပေါ့နော်ဘယ်လိုပြောမလဲကိုကသူ့ပေါ်မှာဘယ်လောက်ကောင်းခဲ့လဲဆိုတော့သူသိသွားတာမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်လေသူအမားတွေသူသဘောပေါက်သွားတာမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်သူကအခုအချိန်နေမှာမှပေါ့နော်ဒီသူ့ရဲ့လောက်ရကလေးတွေဒါမှမဟုတ်လဲသူအရင်တော့ငါပေါ့နော်ဒီရှိခဲ့တဲ့သူ့ရဲ့ပုံစံလေးတွေဒါလေးတွေဘာကြောင့်ဘလို့ကြောင့်ဒီလိုမျိုးဖြစ်ခဲ့ရလဲဘာကြောင့်ဝေးကွာခဲ့ရလဲဆိုရဲအဲ့လိုမျိုးအကြောင်းအရာကိုတေချာလေးသူကအခုချိန်မှာပြန်ပြီးတော့သုံးသပ်မိတာမျိုးဖြစ်လောက်တယ်နည်းနည်းနှမျိုးတစ်ခါဖြစ်နေတဲ့ပုံစံမျိုးပေါက်တယ်လို့နည်းနည်းနောင်နာရနေတဲ့အနေအထားမျိုးတို့လည်းပြောလို့ရတယ်တချို့သူတွေအတွက်ဆိုလို့ရှင်ကိုယ်လာပြီးတော့ဆက်သွယ်ခြင်းနေတဲ့ပုံစံမျိုးတောင်မှတွေ့ရဒါမှမဟုတ်ဆက်သွယ်နေတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီလက်တလုံးမှာကိုယ်နဲ့ပတ်သက်ပြီးတော့ကိုအရန်နေဘယ်လိုပြောမလဲပြန်လာပြီးတော့စကားပြောချင်တဲ့စိတ်မျိုးတွေရှိနေတာသူ့ရဲ့ဒီစိတ်ခံစားချက်တွေကိုလာပြီးတော့ဘယ်လိုပြောမလဲပြောပြချင်နေတဲ့စိတ်တွေပေါ့နော်အရန်ဖြစ်နေတာမျိုးဖြစ်နိုင်တယ်ဆိုတော့ဒီလိုကဒီမှာကတော့ zodiac sign ရကတော့ water sign တော့တွေ့ရပေါ့နော် Cancer Pisces Scorpio ဖြစ်နိုင်တယ်ဒါပေမဲ့ sign ကအရင်တော့အတိကတော့မကြောက်တချို့သူတွေအတွက်ကလေဒီလိုနဲ့ကိုယ်နဲ့အမှတ်တရတွေတအားများတယ်လို့ခံစားရတယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်အထိမ်းအမှတ်တွေအမှတ်တရနေတွေအများကြီးရှိနိုင်တယ်အဲ့လိုဘယ်လိုပြောမလဲromantic ဖြစ်တဲ့ပုံတော့အခိုက်အတန့်နေအများကြီးကြုံတွေ့ခဲ့ရမျိုးဖြစ်နိုင်တယ်။ထူးထူးခြားခြားဒီမှာလေအလိုမိုးရသည်နဲ့ပတ်သက်တဲ့ memories လေးတွေခံစားရတယ်ပေါ့နော်။ဒီသူနဲ့ပတ်သက်ပြီးတော့မိုးရသည်မှာစပြီးတော့တွေ့ခဲ့တာလည်းဖြစ်နိုင်တယ်။ဒါမှမဟုတ်လည်းအလိုဒီမိုးနဲ့ပတ်သက်တဲ့ memories တွေရှိတာ။ဒါမှမဟုတ်လည်းမိုးရသည်မှာ break up ဖြစ်ခဲ့တာမျိုးအဲ့လိုမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်။ဆိုတော့ဒါကတော့တိုင်းလေးတွေးလို့ထည့်ပြီးပြောပြရမှာနော်။ဆိုတော့ဒီမှာကလေသူ့စိတ်ထဲမှာသူ့အနေနဲ့ပေါ့နော်ကိုယ်အဲ့လိုပြောချင်နေတဲ့အဲ့လိုစကား message ဒီလိုမျိုးလေးဆွဲတဲ့အခါမှာတော့လေတယောက်နဲ့ကအလက်ကိုလုံးရတော့မယ်ဆိုတော့အဲ့လိုမျိုး message မျိုးလေးသူကထွက်လာတယ်ပေါ့နော်ဒါကလေကိုယ့်ကိုပြောချင်နေတာတက်ဆိုင်လို့ရှင်သူ့စိတ်ကိုသူပြန်ပြီးတော့ဘယ်လိုပြောမလဲပြန်ပြီးတွေးမိနေတဲ့သူ့ကိုယ်သူပြန်ပြောမိနေတဲ့စကားအနေနဲ့တော့ပို့ပြီးခံစားရတယ်ပြောရင်တော့သူ့အနေနဲ့ဒီအချိန်မှာအခုအချိန်မှာကိုယ်နဲ့ကပြန်ပြီးတော့မဖြစ်နိုင်တော့ဘူးကိုယ်နဲ့ကပြန်ပြီးတော့အဆင်ပြေဖို့အတွက်ကသူ့အတွက်ကမဖြစ်နိုင်တော့ဘူးလို့တွေးတဲ့အခါကျတော့ပေါ့နော်သူ့အနေနဲ့လည်းဒါလက်ကိုလုံးရတော့မယ်ဒီကိုယ်နဲ့ပတ်သက်ပြီးတော့ကိုပြန်ပြီးတော့သူ့စိတ်ထဲမှာပေါ့နော်ထက်တလဲလဲပြန်ပြီးတော့မစင်းစားဖြစ်တော့အောင်ပေါ့နော်သူ့အနေနဲ့သူတတိပေးနေတဲ့စကားတစ်ခုအနေနဲ့တော့ပိုခံစားရတယ်သူ့စိတ်ထဲမှာပေါ့နော်ကိုယ်နဲ့ပတ်သက်တဲ့ခံစားချက်လေးတွေနှောင်းထလေးတွေပဲဖြစ်ဒါလေးတွေသူ့စိတ်ထဲကနေရှင်းထုတ်ရတော့မယ်ဆိုတဲ့ဟာမျိုးပေါ့နော်ကိုတတိပေးနေတဲ့ပုံစံမျိုးတော့ပိုပြီးခံစားရတယ်ဆိုတော့ဒီဖိုင်လေးတွေအတွက်ကတော့အတိတ်ကကိုပတ်သက်ခဲ့မှုတဲ့သူတယောက်ပေါ့နော်ဒီလူကကိုနဲ့ပတ်သက်ပြီးတော့တအားကိုတတိရနေတယ်သူ့စိတ်ထဲမှာဝမ်းနေနေတဲ့အားငယ်နေတဲ့ပုံစံမျိုးလည်းရှိတယ်နည်းနည်းပေါ့နော်ဝိဖြစ်နေတဲ့ပုံစံမျိုးအဲ့လိုမျိုးလေးတွေ့တဲ့အခါကျတော့လေဟိုအချီကွဲဝမ်းနေနေတဲ့အဲ့လိုမျိုးအငွေသက်လေးတွေများတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒါလေးကတော့ဖိုင်2ကိုရွေးချယ်ထားတဲ့သူတွေအတွက် reading ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် Hello ဒါလေးကတော့ဖိုင်3ကိုရွေးချယ်ထားတဲ့သူတွေအတွက် reading ဖြစ်ပါတယ်ဆိုတော့ဒီဖိုင်လေးရဲ့အတွက်ကလေ energy 2မျိုးခံစားရတယ်ပေါ့နော်တချို့သူတွေအတွက်ကဒီလူကကိုမသိသေးတဲ့သူပေါ့နော်ကိုမသိသေးဘူးဆိုတော့ကိုတတိမထားမိသေးတဲ့သူမျိုးပေါ့နော်ကိုကြိတ်ပြီးတော့အဲ့လိုမျိုးနည်းနည်းလေးချောင်းနေတဲ့သူမျိုးပေါ့နော် social media မှာကိုနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးစိတ်ဝင်စားမှုရှိတဲ့အတွက်ကြောင့်မလို့အဲ့လိုနည်းနည်းကိုရဲ့ဒီ story တွေဝင်ကြည့်တာကိုရဲ့ post တွေမှာ react တွေလုပ်တာမျိုးဒါမှမဟုတ်လေဒီတိုင်းပဲပေါ့နော်ကိုစောင့်ကြည့်နေတဲ့သူမျိုးအဲ့လိုမျိုးဖြစ်နိုင်တယ်လို့ခံစားရတယ်ကိုနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးကိုအကြောင်းသိချင်တာကိုနဲ့ပတ်သက်ပြီးနည်းနည်းလေးဘယ်လိုပုံစံမျိုးဖြစ်မလဲကိုကဘယ်လိုလူမျိုးလဲဆိုပြီးသူ့စိတ်ထဲမှာမှန်းဆကြည့်နေရမျိုးပေါ့နော်ပုံဖော်ကြည့်နေတာမျိုးအဲ့လိုမျိုးခံစားရတယ်ပြီးတော့ကိုရဲ့ဒီ
ပုံစံလေးပေါ့နော်သူမြင်ထားတဲ့သိထားတဲ့ပုံစံလေးကိုနည်းနည်းလို့သဘောကျမှုရှိနေရမျိုးပြောလို့ရှိရင်တော့ကိုယ့်ရဲ့ဒီအယုတ်ရည်သွင်းမြင်ပိုင်းကိုသူကသဘောကျတာမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီကိုယ့်ရဲ့ပေါ့နော်နည်းနည်းပြောနေတတ်တဲ့ပုံစံမျိုးထားပါတော့ကိုကဟာတာလေးပါလေး share လုပ်တယ်ဒါမှမဟုတ်လေကိုယ့်ရဲ့ပုံလေးပါလေးတင်နေပါရဆိုရင်အဲ့လိုမျိုးပေါ့နော်သူကသတိထားမိနေတာမျိုးကိုနဲ့နည်းနည်းလေးသိချင်တဲ့ခင်ချင်တဲ့စိတ်မျိုးရှိတာမျိုးအဲ့လိုမျိုးဖြစ်နိုင်ဒါပေမဲ့လက်ရှိမှာတော့သူကအဲ့လိုမျိုးမလုပ်နိုင်သေးဘူးမလုပ်ရဲသေးဘူးပေါ့နော်ထားပါတော့ကိုယ်လာပြီးစကားဆဖို့အတွက်ကိုမွေမရဲလေးဖြစ်နေတယ်ဆိုတော့အဲ့လိုမျိုးပုံစံမျိုးပြောချင်တာတွေ့ရကိုယ်နဲ့နည်းနည်းလေးပေါ့နော်သိချင်နေဆိုတော့ဟာမျိုးအဲ့လိုမျိုးပြောချင်တာလေးတွေ့ရပေါ့နော်တချို့လူတွေအတွက်ကကြတော့လေဒီလူကအမှခံစားရတဲ့လောက်ကပေါ့နော်ကိုနဲ့အနေထားတစ်ခုအထိရှိခဲ့တဲ့သူမျိုးဖြစ်နိုင်တယ်ပြောရင်တော့တခုခုတိဆောက်ဖို့အတွက်စူးစမ်းခဲ့ပူတဲ့သူပေါ့နော်အဲ့လိုမျိုးလေးဖြစ်နိုင်တယ်ဆိုတော့ maybe situationship ကနေပြီးတော့ relationship အထိမသွားဖြစ်တဲ့သူမျိုးတွေနည်းနည်းစကားပြောဖြစ်ပြီးတော့နောက်ပိုင်းပေါ့နော်ဒီရှေ့ကိုဆက်ပြီးတော့မတက်ဖြစ်တဲ့ connection ကသူမျိုးတွေအဲ့လိုမျိုးဖြစ်နိုင်တယ်လို့တွေ့ရဒီမှာလေလို့တချို့သူရဲ့အတွက်ကကြတော့ဒီလိုနဲ့ကိုကပေါ့နော်လို့စိတ်ကူးရင်ခဲ့တဲ့ဟာလေးတွေရှိရယ်ဒါပေမဲ့တကယ်တမ်းမဖြစ်လာခဲ့ဘူးဆိုတဲ့အခြေအနေတွေပေါ့နော်အဲ့လိုမျိုးကြုံဘူးတဲ့သူဒါမျိုးဖြစ်နိုင်တယ်သူကကိုကိုပေါ့နော်ဒီမှာလေပြောချင်တဲ့စကားဆိုတာတက်ဆိုင်လို့ရှင်ကိုနဲ့ပတ်သက်ပြီးကိုဘာတွေလုပ်နေလဲကိုလက်ရှိဘယ်လိုအခြေအနေမျိုးရှိနေလဲကိုဘယ်သူတွေနဲ့တွေ့နေလဲကိုရီးစားရသွားပြီလားအဲ့လိုမျိုးပေါ့နော်ကိုအဆင်ပြေနေလားမပြေဘူးလားဒါမျိုးကိုသူကသိချင်တယ်ပေါ့နော်အဲ့လိုမျိုးအရင်သိချင်နေတဲ့ခံစားချက်မျိုးပို့ပြီးတော့ရတယ်ဆိုတော့ကိုနဲ့ပတ်သက်တဲ့ information တွေပေါ့နော်လိုက်ပြီးတော့သူကနားဆွင့်နေတယ်ဆိုတဲ့ပုံစံမျိုးလဲတွေ့မိတယ်ဆိုတော့ထားပါတော့ကိုယ့်ရဲ့တငယ်ချင်းနဲ့သူ့ရဲ့တငယ်ချင်းနဲ့တည်ရပါညာသူနဲ့တည်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီလိုမျိုးတခြား network တွေပေါ့နော်တခြားသူတွေကနေတဆင့်ကိုအကြောင်းလိုက်ပြီးတော့မေးနေတာမျိုးလိုက်ပြီးစုံစမ်းနေတာမျိုးလေးအဲ့လိုမျိုးလေးရှိနိုင်တယ်လို့တွေ့ရတယ်တချို့သူတွေအတွက်ကကြတော့ဒီမှာကလေenergy လေးကလေအဲ့လိုအပြန်လှန်သဘောတရားမျိုးတစ်ခုကိုအဲ့လိုမျိုးလဲခံစားမိရောလေကိုယ့်ဘက်ကနေပြီးတော့ကိုယ့် energy လေးလဲပါလောက်တယ်လို့မြင်တယ်ဆိုတော့ maybe ကို crush နေတဲ့သူပေါ့နော်ကိုစိတ်ဝင်စားမိနေတဲ့သူမျက်မှန်တက်မိနေတဲ့သူအဲ့လူကကိုကိုတခုခုပြောချင်နေရမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်လည်းကိုကိုသတိထားမိနေတယ်ဆိုတော့အဲ့လိုပုံစံမျိုးဖြစ်နိုင်တယ်ထားပါတော့ကိုကတည်းကကိုသဘောကျနေရမျိုးဒါမှမဟုတ်စိတ်ဝင်စားနေရမျိုးဆိုလို့ရှိရင်ဒီလူကကိုသူ့ကို interest ဖြစ်နေတာကိုသူ့စိတ်ထဲသိတယ်သူ့စိတ်ထဲရိမ့်မိတယ်အဲ့လိုမျိုးပေါ့နော်ကိုကိုသူကလည်းသတိထားမိနေတယ်ဆိုရဲအဲ့လိုမျိုး energy တချို့လည်းခံစားရတယ်ဒါပေမဲ့လည်းအခုလက်ရှိမှာတော့တအားကြီးတော့မနီးစပ်သေးတဲ့အနေထားလေးပေါ့နော်အရင် close ဖြစ်တဲ့ပုံစံမျိုးတော့မဟုတ်သေးဘူးဒါပေမဲ့တစ်ဖက်လူဘက်ကလည်းကိုယ်နည်းနည်းလေးလှမ်းပြီးတော့သိနေရပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒီကိုနဲ့ပတ်သက်ပြီးတော့ကိုသူ့စိတ်ထဲမှာလို့မျက်မှန်တမ်းမိနေတယ်အဲ့လိုမျိုး feelings မျိုးလည်းရတယ်ပေါ့နော်ဒါကတော့ကိုစိတ်ထဲမှာကိုလက်ရှိတည်းရဲ့ကို crush နေတယ်ဒါမှမဟုတ်သူနဲ့ပတ်သက်ပြီးကစိတ်ကူးရရှင်နေရမျိုးတခုခုပေါ့နော်သူနဲ့ကိုနဲ့အဆင်ပြေလာမလားမသိဘူးဆိုပြီးတော့အဲ့လိုတွေးမိနေတဲ့သူမျိုးတယောက်ယောက်ရှိရဲဆိုလို့ရှင်လည်းဒီလူကကိုနဲ့ပတ်သက်ပြီးတော့ကိုအဲ့လိုမျိုးတတိထားမိနေရမျိုးရှိနိုင်တယ်လို့တော့ခံစားရတယ်ပေါ့နော်ဆိုတော့ဒီဖိုင်လေးအတွက်ကတော့လေ energy လေးကတော့နည်းနည်းများတယ်လို့ပြောလို့ရတယ်ပေါ့နော်ကိုနဲ့ကိုက်ညီမှုရှိရဲ့ဟာလေးကိုတော့ယူလို့ရတယ်ပေါ့နော်ဆိုတော့ဒါလေးကတော့ Pine Tree အတွက် reading လေးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်